တော့ဘယ်လိုဖြစ်ရင်သားကိုဆီလီကွန်ထိုးတာလား ဟုတ်ဆီလီကွန်အရင်ထိုးရရတယ်အဲ့လိုအကျိတ်တယ်ဆိုပြီးတော့လေအောက်မှာခဲအဆိုင်ခဲကြီးပြင်တာ ဟို ဒီဘက်မှာ အဆိုင်မာသွားတာပေါ့ ဟိုမတောင်းကြောက်ခဲကြီး ဒီဟွာရလေဒီမှာစေးတွေပတ်ချလဲထိုးရဟာလား ဟုတ်အဲ့လိုထိုးတာ ပတ်ချလဲထိုးရဒီတော့ဘယ်လောက်ကြာပြီထိုးလား ဟိုထိုးတာတော့ကြာပြီအခုမှလေအဲ့ဒါ side effect ဖြစ်ပြီး တော်များများအဲ့ဒါဖြစ်တယ် ဟုတ် ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးနောက်တော့မဖြစ်စေနဲ့နည်းနည်းတော့သိသွားပြီဟုတ်အန်ဒီရများတယ် အန်ဒီများအခုလေအဲ့လိုမျိုးခွဲမလို့လေအဲ့ဒါကြောင့်ဒီကိုထုံးနေ ဖိုက်ထုတ်ရမယ်လို့ပြော ခွဲထုတ်ရမယ်ဆရာဝန်ကြီးကပြောတော့ တော်များများပြုတ်ဘူးလေ ဝေး ဟုတ်လား နှစ်ယောက် ခွဲထုံးရင်ကောင်းလား ဟုတ်ခွဲထုတ်က ကိစ္စပဲကူးလိုက်လား ကင်းစားဘက်ကူးမှဆိုလို့ဟိုမကူးအောင်လေ အော်မ အခု ကူး ယောက်ျားရင်ပဲဖြစ်ရင်ဖြစ်သွားမယ်ပေါ့အဲ့လိုမျိုးခွဲထုတ်ပါ ပေါ့ ဟောဒီထုတ်လိုက်လား အထဲမှာတော့သူကဘယ်လိုပြောအဆိုင်ခဲလိုမျိုးတစ်ခုဖြစ်နေတာ အော်ဖြစ်လား စေးတွေအောင်းနေတဲ့အချိန်မှာခဲနေတာပေါ့ ဟောအမ် တန်ရာတစ်ခုတော့အထဲမှာခဲနေတဲ့အားမျိုးပြင်စားတော့ အော် ဖြစ်သေးဘူးဒါပေမဲ့ကြာသွားရင်တော့ဖြစ် ဖြစ်နိုင်တာပေါ့နော် ဖြစ်နိုင်တယ်တဲ့အဲ့ဒါချစ်ထုတ်ပါဆိုလို့လေ အော်ချစ်ထုတ်ပါမို့ ဟုတ်အဲ့ဒါကြောင့်လို့ဟိုကိုကြီးတို့ချိတ်ဆက်ပြီးတော့လေ အော်ခွန်ကြီးတောင်းဟော ကိုကြီးတောင်းလာတာ ကြာပြီလားစေးထိုးတာ ဟုတ်ကြာပြီ ဆီလီကွန်ပါနော် စီလီကွန်မဟုတ်ဘူးပေါ့စီလီကွန်ကကြတော့သူကကြတော့ဒီအရေးရှိမယ်အကဲရှိမယ်ဂျိုင်းနဲ့ကနေခွဲထုတ်ထည့်လိုက်တော့ဒါသူက9နှစ်နေတခါရှိရဲတက်လုံးဟာရှိမယ်10နှစ်နေမှာဒါအားကြတော့ဘယ်လိုပြောရမလဲဟိုလူပုံလူဘယ်လိုပြောရမလဲညံနေတဲ့လူရဲ့ညံလန်းတုံးကြီးပေါ့ ပြန်လောက်တော့ပြီပေါ့ ခဏတာတော့လှလာမယ်ဖြစ်လာမယ်ဆက်ရတာဒါမျိုးဖြစ်သွားတယ်အဲ့ဒီရဲ့နည်းနည်းရှိတယ်ဒါနဲ့သူခုဒီလိုမျိုးပါဖြစ်တယ်ဆိုတော့နည်းနည်းတချို့ရင်းနဲ့ပို့ပြီးတော့သိသွားတယ် ပြီပေါ့နော် အဲ့မှာဟိုပုံတော့ဟိုဒါလေးအဲ့လိုဆရာဝန်ကြီးနဲ့တိုင်ပြီးစေးတောက်တယ်လေအဲ့ကြောင့်အရင်ဆုံးတော့ပုံပို့ထားတယ်တကယ်ကိုကြီးကိုလေစဖြစ်ခါ ဟောတွေ့ပုံတွေ့โอเคပါကျွန်တော် နေတာ လက်ကူမှနေ လက်ခုမှန်လားလက်ခုလားအလုံးပါလားမိတ်ကပ် ဒါလောက်တယ် ငတ်လောက်တာ ညင်းကအော်ညင်းက ညင်ဟော ညံ ကတော့နော် လိုအပ်ရင်လည်း ဒါဖြစ်ပါနော်ဟို ဟိုရက်တွေအဓိကတော့ဒါလည်းခွဲထုတ်ပြီးပါဆိုတော့နည်းနည်းလေးတော့ဟိုစစ်ချိုးလေးပေါ့ပြန်ဆင်သေးခြင်းနဲ့ပေါ့နော်နောက်ပြီးတော့အမဖုန်းနံပါတ်လည်းဒီလိုရှိရင်ယူသွား ဟုတ်တယ် နော်ယူသွားပါဆိုတော့ဒီ LGBT ချင်းလည်းဖြစ်တယ်ဒါညာဆိုအားလို့လည်းနောက်ဆိုတက်နိုင်တယ်ပေါ့ ကိုရနော်ကျွန်တော်အခုဟိုအမောက်ကိုလှူတဲ့ဗီဒီယိုဖိုင်လေးတင်လိုက်မယ်ဆိုရင် LGBT ဝိုင်းလူပေးကြနော်အဲ့ကျရင်ထပ်ပြီးတော့ပေါ်ဖြစ်မယ်နော်1 minute နဲ့အဆင်ပြေသွားမယ်နော်မငုံနဲ့โอเค ဟုတ်ပါ လောစေပေါ့နော်ကျွန်တော်ဟိုရတဲ့အလူငယ်နည်းသေးတယ်2,200,000ရှိတယ် ရှား အဲ့ဒါလူပေးလိုက်မယ်နော်ဒီဗီဒီယိုဖိုင်တင်ပြီးွားရင်ကျွန်တော်တို့အများကြီးဝိုင်းလူပေးကြမှာနော်2,200,000ပါအဲ့လိုစင်လေးလေးစတောင်းပါအောင် ချမ်းသာပါစေချမ်းသာပါစေပုံတော့ โอเคပါဗျာနော်ကျေးဇူးပါနော်โอเค